အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗီဒီယိုတင်အောင်နဲ့ Diamond 100ကိုယူတက်စရာမလိုဘဲနဲ့အလကားရရှိနိုင်မယ့် event အကြောင်းကိုကျွန်တော်ပြပြပေးပါမယ်ဒီ event မှာဗီဒီယိုတင်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ Diamond တွေမဟုတ်ဘဲနဲ့ emote တွေပေါင်းလေးကအလကားရနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့အဲ့ဒီ emote နဲ့အဲ့ဒီပေါင်းကလည်းကျွန်တော်တို့လိုဗီဒီယိုတင်တဲ့လူတွေအတွက်ပဲတီးတန့်ရမှာမို့လို့ brother အနေနဲ့ဗီဒီယိုလေးတစ်ပုတ်တင်ပြီးတော့ဒီ emote နဲ့ဒီပေါင်းလေးကိုယူရတင်တယ်လို့ကျွန်တော်ထင်ပါတယ်ဒီ event ကို join ဖို့ဆိုရင်တော့ဘေးနားမှာရှိတဲ့ event ဆိုတဲ့ဟဲ့ကိုကျွန်တော်တို့ကဝင်လိုက်မယ်ပြီးရင်အရင်ဗီဒီယိုတော့လိုပဲနေယူဆိုတဲ့နေရာလေးကိုတွားလိုက်ပြီးရင်တော့ဒီမှာကျွန်တော်ဝင်ပြထားတဲ့ event လေးတွေကိုကျွန်တော်တို့ကတွားမှာပဲဖြစ်ပါတယ်အောက်မှာရှိတဲ့ cloud လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့က event တွေကိုဝင်လိုက်ပါမယ်ကျွန်တော်အနေနဲ့ event တွေကိုဝင်လိုက်ပြီဆိုတာနဲ့အခုလိုနေရာမျိုးကိုတန်းပြီးတော့ရောက်သွားမှာပဲဖြစ်ပါတယ် brother တို့ကအခုမှဆက်ဝင်ရင်းဆိုရင်တော့ဒီနေရာစာရီအကုန်လုံးကအင်္ဂလိပ်လိုဖြစ်နေလိမ့်မယ်အပေါ်မှာရှိတဲ့ကမ္ဘာလုံးပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကကိုယ်နဲ့အဆင်ပြေမဲ့ဘာသာကိုပြောင်းလို့ရပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ event တွေကိုချက်ကြည့်လိုက်ရအောင်ဒီမှာသူကတော့ကျွန်တော်တို့ကိုဘယ်လိုပုံစံမျိုးနဲ့ကိုယ်နဲ့လုပ်စီခြင်းလဲဆိုတော့အကြံပြုချက်ပေးကြပါတယ်ဒီမှာသူပြောတဲ့ပုံစံအရသူကကျွန်တော်တို့ရဲ့ကွန်တန့်နေထဲမှာ KOS skin ကိုအဓိကပါစေချင်တာပဲဖြစ်ပါတယ် KOS event လည်းလာနေပြီဆိုတော့လေဒီကတင်သွင်းမှုဆုလက်ဆောင်ဆိုတဲ့နေရာမှာကျွန်တော်တို့အနေနဲ့ခါလီရဲ့ emote တစ်ကိုရောက်နိုင်လို့မျိုးဒီကပေါအောင်လည်းရောက်နိုင်မှာပဲဖြစ်ပါတယ်ဒါအပြင်ဒီ event ပြီးတဲ့အချိန်မှာကိုကတကယ်လို့ဗီဒီယိုတင်ထားရဆိုရင်ကိုဗီဒီယိုကလည်းသူတို့ရဲ့စီးကန်းနေနဲ့ကိုက်ညီတယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Diamond 100ကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီက Diamond 100ကိုရရှိဖို့ဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုက view ဘယ်လောက်ရနေရမယ် view ဘယ်လောက်ထိရှိရမယ်ဆိုပြီးတော့ကန့်သတ်ထားတာမရှိပါဘူးဗီဒီယိုတင်တဲ့လူတိုင်းကို Diamond ပေးမှာပါဗီဒီယိုတင်ဖို့ဆိုရင်လည်း YouTube Facebook Instagram နဲ့ TikTok ဆိုပြီးတော့ platform လေးခုကိုရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်ဒီ platform လေးခုတွေကတစ်ခုစီမှာကျွန်တော်တို့ကဗီဒီယို10ပုတ်စီထိကိုတင်နိုင်မှာပဲဖြစ်ပါတယ်ဗီဒီယိုတင်တဲ့လူတွေအတွက် Diamond 100အပြင်ကမှကိုကဒီမှာမြင်ကြတဲ့အတိုင်းပဲ view မြင်မိသလောက်ပတ်စံတွေဒါမှမဟုတ် Diamond တွေကိုလည်းချက်ပြီးတော့ရနိုင်အောင်မှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းမြင်ကြတဲ့အတိုင်းပဲတွင်သွင်းမှုကာလစစ်ဆေးခြင်းကာလနဲ့ကြီးညာခြင်းကာလဆိုပြီးတော့အချိန်သုံးခုခရရပြီးမှာပဲဖြစ်ပါတယ်ဒီသုံးခုလုံးရဲ့ပထမချိန်မှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုကို upload တင်လို့ရမယ်ပေါ့ဗျာဒုတိယချိန်မှာဆိုရင်တော့ကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုကသူတို့စီကန်းနေနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုစစ်ဆေးမှာပဲဖြစ်ပါတယ်တတိယအချိန်မှာဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုကိုက်ညီမှုရှိရဲဆိုတာနဲ့ကျွန်တော်တို့ရဲ့အကောင့်တွေကို Diamond 100ကသူ့အကူအလိုရောက်လာမှာပဲဖြစ်ပါတယ်ကဲဆိုတော့ငါတို့ကဗီဒီယိုလုပ်ပြီးပါပြီဘယ်လိုမျိုးသွားပြီး upload တင်ရမလဲဆိုတဲ့လူတွေအတွက်ချက်ပြီးတော့ရှင်းပြပေးပါမယ်ဟောဒီအောက်ဘက်နေရာလေးမှာရှိရဲအခုပဲတင်သွင်းပါဆိုတဲ့ခလုတ်လေးကိုတွေ့လားတွေ့ရဆိုရင်တော့အဲ့ခလုတ်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီလိုနေရာကိုရောက်သွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ corner platform ဆိုတာရှိရပေါ့ဒီကောင်ကတော့ကျွန်တော်တို့တွေဘယ် platform ပေါ်မှာဗီဒီယိုတင်ထားလဲဆိုတော့ကိုရွေးပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ YouTube မှာတင်မှာဖြစ်တဲ့အတွက်ကျွန်တော် YouTube ပဲရွေးရပါတယ်ပြီးရင် content link ဆိုတဲ့နေရာမှာတော့ကိုက YouTube မှာတင်တယ်ဆို YouTube ဗီဒီယိုရဲ့ link ကိုတင်ထားတဲ့ဗီဒီယိုရဲ့ link TikTok မှာဆိုလဲ TikTok ဗီဒီယိုရဲ့ link ကိုဒီနားမှာကျွန်တော်တို့က copy ယူပြီးတော့ထည့်ပေးရမှာပဲဖြစ်ပါတယ်ကိုနားဘာသာစကားမှာတော့ကျွန်တော်တို့ကမြန်မာကြီးဖြစ်တဲ့အတွက်မြန်မာလို့ပဲရွေးပေးလိုက်ပါပြီးရင် event လမ်းညွှန်ကိုတေချာဖတ်ယူထားပြီးသဘောတူပါသည်ဆိုတဲ့အမှန်ကြီးလေးကိုချစ်ပေးလိုက်မယ်ဆိုရင်တော့အောက်မှာရှိတဲ့တင်သွင်းပြီဆိုတော့လို့ကျွန်တော်တို့ကနှိပ်လို့ရပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီက event ထဲမှာပါဝင်ပြီးသွားပြီပဲဖြစ်ပါတယ်အခုဆက်ပြီးတော့ပြောပြမှာကတော့ KOS skin တွေနဲ့ content လုပ်ရမယ်ဆိုတော့ဟုတ်ပါရဲ့ငါတို့က KOS skin တွေမရှိဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ brother တွေအတွက်ပါ content ကိုကောင်းကောင်းမွန်မွန်လေးလုပ်ချင်ပေမဲ့ကို့မှာက KOS skin တွေမရှိဘူးဆိုရင်တော့ဘေးနားကမဟုတ်ဆိုတဲ့နေရာလေးတွေကိုသွားပြီးတော့မှအခုမြင်နေရတဲ့အာဂိတ်မှုကိုရွေးပေးလိုက်ပါဒီထဲမှာက overdrive ဆိုတဲ့မုံမှာကျွန်တော်တို့က KOS skin တွေအကုန်လုံးကိုအလကားသုံးလို့ရမှာပဲဖြစ်ပါတယ်အခုဒီမှာမြင်နေရတဲ့အတိုင်းပဲကျွန်တော်မှာ KOS skin မရှိဘူးဆိုပေမဲ့ overdrive မုံထဲမှာဆိုရင်တော့ကျွန်တော်တို့က KOS skin တွေအကုန်လုံးကိုအလကားကင်ခွင့်ရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့လည်း overdrive မုံမှာ KOS skin တွေနဲ့သွားဆော့ပြီးတော့ဒီက event ကိုပေါင်တင်လိုက်ကြပါလို့ပြောချင်ပါတယ်နေုံကျွန်တော်တခုမေ့ကြံခဲ့လို့ကျွန်တော်တို့တင်မဲ့ဗီဒီယိုက15စက္ကန့်နဲ့ပိုပြီးရှည်မှရမှာပဲတကယ်လို့15စက္ကန့်လောက်ရောက်နေမယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကိုမွန်တုံးကစီကံသတ်မှတ်ချက်နဲ့မကိုက်ညီဘူးဆိုပြီးတော့ diamond တွေပါပြီးမှမဟုတ်ပါဘူးကဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဖိတ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်